သာမဏေလေးပေါ့နော်လက်ထဲမှာလက်သားကျသွားတဲ့ခေါင်းတက်လက်ကဘယ်လိုမျိုးလဲဆိုတော့ပြနော်အဲ့လိုပေါ့နော်လက်သားကျသွားတဲ့ကွာဆိုလို့ရှိရင်လက်ထဲမှာထန်ကလိုင်းကျသွားတယ်ဒီကွာတက်လက်အထာကိုတိသွားပြီဆိုလို့ရှိရင်ဟိုတိတ်ပြီးတော့ချိန်ရမလို့တော့ပေါ့နော်ညမန်းနယ်ပဲသွားလို့ရတယ်ဒါအခုကျွန်တော်ဆိုရင်ဒါတားကြီးမချိန်တော့ဘူးညမန်းနယ်ပဲသွားတယ်ဒီကွာလက်ထဲမှာတော်တော်သားကျသွားပြီပေါ့နော်ကျွန်တော်ငိမ့်နေတယ်တော်တော်ကြိုက်တယ်ကွာလေကွာဆိုတော့တိတ်တားကြီးမချိန်ရတော့ဘူးပေါ့နော်ကွာတက်လက်ကိုပြောချင်တာအဲ့လိုမျိုးဟိုမမှန်ဘူးနဲ့ပြောနေမယ်အစားကွာကြီးအလက်ဒီတက်လက်ပြီးတက်လက်ပြောင်းလဲနေမယ်အစားဒီကွာကြီးအထာကိုတိဖို့တက်လက်သေးကိုပဲတိတိချာချာလေး try နေကြပါလေတက်လက်သေးကိုတိကျ try လို့ဘောနော်လက်ထဲမှာအသားကျသွားပြီဆိုရင်ခဏပြောညီကိုလိုချင်တဲ့ပြစ်မှတ်ကိုအရင်ချိန်ရမလို့ဘောနော်ခက်မြန်မြန်လေးလွတ်လို့ရတာပေါ့နော်ဒီကောင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်လုံးဝတိတ်ပြီးတော့ချိန်ရမလို့တော့ဘူးပေါ့နော်မျက်လုံးထဲမှာမျက်မှန်းနဲ့သွားလို့ရတယ်ဒါပေမဲ့လို့ဒါကျွန်တော်ထန်ကန်းကြပြီမလို့ကျန်တဲ့လူထန်ကန်းကြမယ်လို့ပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြစ်လာတဲ့ဟိုလေ့ကျင့်မှုနဲ့ဒီကွာနဲ့ကျွန်တော်လက်နဲ့တားတာဖြစ်လို့နော်အဲ့လိုထန်ကန်းကြအောင်ကျင်ပါအဲ့ဆိုလို့ရှိရင်လူချင်းနဲ့ပြစ်မှတ်ကိုလိုလည်းကူထိလာပါလိမ့်မယ်အဲ့ဒီလည်းပြပြပြရပါအားလုံးပဲသင်ကြပါခင်ဗျာပြီးပြီပါ